အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်တားတော့ပိုင်းမင်းအကဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဒီနေ့လုပ်ပေးမဲ့ reading လေးရတာပေါ့နော်သူနဲ့ကိုနဲ့ရည်သက်ကြံနေသေးလားဆိုတဲ့ခေါင်းစဉ်နဲ့ပတ်သက်ပြီးတော့เนาะကျွန်တော်အနေနဲ့တားတော့ကတ်တွေကိုဆွဲပြီးတော့ဟောပြောပေးသွားမှာဖြစ်ပါတယ်ပေါ့နော်အဲ့တော့ကိုနဲ့သူနဲ့ရည်သက်တွေကြံနေသေးလားသိရမလားသူနဲ့ကိုနဲ့ပြန်ဆုံကြအောင်မလားဆိုတာသိချင်ရင်ဒီဗီဒီယိုကိုအဆုံးထိကြည့်မယ်ပေါ့နော်โอเคအဲ့တော့ဒီဗီဒီယိုကိုပေါ့နော်ကိုအတွက်ဖြစ်ပါသေးဆိုပြီးတော့ဗောနော်သူ့ရဲ့နာမည်ကို၃ချိန်ရွတ်မယ်ဗောနော်၃ချိန်ရွတ်ပြီးရင်ဒီဗီဒီယိုကိုဗောနော်ငါအတွက်ဖြစ်ပါသေးငါအတွက်မှန်ကန်ပါသေးဆိုပြီးတော့ဗောနော်ဆူတောင်းပြီးတော့ဒီဗီဒီယိုကိုကြည့်ပါနော်โอเคအဲ့ဒါဆိုကျွန်တော်တို့ကတ်တွေကိုစပြီးတော့ဆွဲကြအောင်ဗောနော်အဲ့တော့ဒီဗီဒီယိုကိုကြည့်နေတဲ့သူနဲ့ဗောနော်တစ်ဖက်လူနဲ့ကဘယ်လိုပြောရမလဲရေသက်ဘယ်လိုပြောရေသက်ဆိုတာထက်ဗောနော်ကျွန်တော်တို့အနေနဲ့ဒီလိုမျိုးဗောနော်အရင်ဘဝကရေသက်တွေဗောနော်ဒီလိုမျိုးတွေရှိခဲ့ကြတဲ့သူတွေများတယ်လို့ကျွန်တော်အနေနဲ့တွေ့ရတယ်ဗောနော်ပြီးတော့လည်းဗောနော်ဒီဗီဒီယိုကိုကြည့်နေတဲ့သူတွေဗောနော်တချို့လူတွေဆိုရင်ဗောနော်ဒီနှလုံးသားနဲ့အုံနှောင်းနဲ့ဗောနော်လွန်ဆွဲနေရတဲ့အပိုင်းတွေရှိနေတဲ့နေရာရှိနေတယ်လို့တွေ့ရတယ်ဗောနော်တချို့ကြောက်လဲဗောနော်ကူကတော့သူ့ကိုချစ်တယ်ဗောနော်ဒါပေမဲ့သူနဲ့ကိုနဲ့ပေါင်းဆက်လို့အစင်မပြေနေတဲ့ဗောနော်ပေါင်းဆက်လို့အစင်ပေါင်းဆက်ဖို့လို့ဗောနော်ညီနိုင်လို့မရတဲ့အခြေအနေတွေပေါင်းဆက်ဖို့မဖြစ်နိုင်တဲ့အခြေအနေမျိုးတွေရှိနေတယ်လို့ကျွန်တော်အနေနဲ့တွေ့ရတယ်ဗောနော်ဒီဗီဒီယိုထဲမှာကြည့်နေတဲ့သူတွေဆိုတော့ဗောနော်မလွတ်လပ်တဲ့သူတွေနဲ့ဗောနော်မေတ္တာမျှနေတဲ့သူတွေလည်းပါကောင်းပါတယ်လို့ကျွန်တော်အနေနဲ့တွေ့ရတယ်ဗောနော်အဓိကသိရမလားတချို့ကြောက်လဲသိရမလားချစ်ပေမဲ့ဗောနော်ရင်ထဲမှာတော့ချစ်တယ်ဒါပေမဲ့အပြင်လက်တွေ့မှာတော့ဗောနော်ကိုဘယ်လိုပြောမလဲလွတ်လွတ်လပ်လပ်ချစ်မပြနိုင်တဲ့အနေအထားတွေဗောနော်ဒီလိုအနေအထားတွေကိုလည်းတွေ့တယ်ဗောနော်အဲ့တော့အဓိကကလေဘယ်လိုပြောမလဲသူနဲ့ကိုနဲ့ရဲ့ပတ်သက်မှုကဗောနော်သူနဲ့ကိုနဲ့ပတ်သက်မှုကတာမန်ပတ်သက်မှုမျိုးမဟုတ်ဘူးဗောနော်ကိုနဲ့သူနဲ့စပြီးတော့တွေးလိုက်ပြီဆိုတာနဲ့သိတယ်မလားလူကိုနဲ့ရင်းနှီးပြီးသားလူတယောက်လိုခံစားချက်မျိုးတွေဗောနော်သူနဲ့တွေ့ရတဲ့အခါမှာကိုယ့်ရဲ့ဗောနော်ဒီစိတ်လှုပ်ရှားမှုတွေဘယ်လိုပြောမလို့အမြင့်ဆုံးရောက်တာမျိုးတွေဗောနော်ပြီးရင်သူနဲ့အတူတူဆိုရင်ဗောနော်အတူတူရှိတဲ့အချိန်တွေမှာဆိုရင်တော့အရန်ပျော်ရွှင်ရတဲ့အချိန်တွေအများကြီးရှိခဲ့တယ်လို့ကျွန်တော်နေတွေ့ရတယ်ဆိုလိုတာကအမတ်တရတွေအများကြီးရှိခဲ့ကြတယ်လို့ကျွန်တော်အနေနဲ့တွေ့ရတယ်ဗောနော်ဒါပေမဲ့လည်းဗောနော်ကျွန်တော်အနေနဲ့ဗောနော်ကျွန်တော်ဒီကတ်တွေကြည့်ရတဲ့အနေထားမှာဗောမေးပြီမနော်တချို့ကြတော့လည်းပြောတော့တပ်ပါစင်ရှိနေတဲ့သူတွေမျိုးတွေ energy မျိုးတွေကိုတွေ့တယ်ဗောနော်တချို့ကြတော့လည်းဗောနော်ဒီကိုတိုင်းကတပ်ပါစင်ဖြစ်နေတဲ့လူတွေလည်းပါတယ်လို့ကျွန်တော်အနေနဲ့တွေ့ရတယ်ဗောနော်အဲ့တော့ဒီဗီဒီယိုကိုကြည့်နေတဲ့သူနဲ့တစ်ဖက်လူတွေကဗောနော်ဒီတန်ရောစင်တွေအများကြီးဗောနော်ဒီလိုမျိုးအမတ်တရတွေအများကြီးတော့ရှိခဲ့ကြတယ်ဗောနော်ဒါပေမဲ့လက်ရှိမှာတော့ဗောနော်တချို့ကြတော့လည်းလက်ရှိမှာအဆက်အသွယ်ရှိနေသေးတယ်ပတ်သက်နေကြသေးတယ်ဆိုရင်တော့မှဗောနော်ကျွန်တော်တို့အနေနဲ့အစင်မပြေတဲ့အခြေအနေမျိုးတွေဗောနော်တချို့ကြတော့လည်းသိရမလားပေါင်းဆက်လို့မရနိုင်တဲ့အခြေအနေမှသိရတဲ့နာကျင်နေရတဲ့အခြေအနေမျိုးတွေတချို့ကြတော့လဲကျွန်တော်ပြောသလိုမျိုးနှလုံးသားနဲ့အုံနှောင်းနဲ့ပေါ့နော်ရှင်ပြီးတော့ရွေးနေရတဲ့အခြေအနေမျိုးတွေရှိတယ်လို့တွေ့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်အနေနဲ့ပေါ့နော်နေအရှင်အနေနဲ့ကျွန်တော်သူနဲ့ကိုနဲ့ပေါ့နော်အခုချိန်မှာဘာတွေများရှေ့မှာဆက်ပြီးတော့ဖြစ်နိုင်အောင်မလဲပြန်ဆုံနိုင်အောင်မလားရည်သက်တွေရှိကြအောင်မလားဆိုတော့ကျွန်တော်ထပ်ပြီးတော့တစ်ချက်ပေါ့နော်ကတ်တွေကိုတစ်ချက်ထပ်ပြီးတော့ကြည့်ကြအောင်ပေါ့နော်ပြန်ပြီးတော့လေကျွန်တော်အနေနဲ့ရေသက်တွေရှိသေးလားဆိုရင်တော့ဗောနော်ကျွန်တော်အနေနဲ့ရေသက်တွေကတော့ရှိသေးတယ်ဗောနော်သူနဲ့ကိုနဲ့ကအတိတ်ကရေသက်မျိုးတွေလည်းပါနေတာဖြစ်တဲ့တော့ဗောနော်ဒီအချိန်မှာရေသက်တွေကတော့သူနဲ့ကိုနဲ့ဗောနော်အခုချိန်မှာဝေးကွာနေတယ်ဆိုရင်တော့မှရေသက်ကတော့ရှိသေးတယ်လို့ကျွန်တော်အနေနဲ့တွေးရတယ်ဗောနော်ပြီးတော့သူ့အနေနဲ့ကလည်းဗောနော်ကိုအခုချိန်ဒီဗောနော်ကိုသူ့ရင်ထဲမှာချစ်တဲ့စိတ်တွေတန်ရောစင်တွေရှိနေပေမဲ့ဗောနော်သူ့ရဲ့စိတ်ထဲမှာကတော့အပြင်ဘက်မှာတော့သိမလားသူ့ပုံစံက AC တည်ငြိမ်တယ်ဗောနော် AC တည်ငြိမ်တဲ့ပုံစံမျိုးကိုပဲပြတယ်သူ့ရဲ့ခံစားချက်တွေကိုတော့အပြင်ကိုတော့ထုတ်ပြတတ်တဲ့လူသားမျိုးမဟုတ်ဘူးပြီးတော့ဗောနော်ဒီဗီဒီယိုကိုကြည့်နေတဲ့တစ်ဖက်လူကဗောနော်နည်းနည်းအတ္တဆန်နေဗောနော်ခေါင်းမာတတ်တယ်ကိုချိုးအတွက်ပဲကိုကြည့်တတ်တဲ့လူမျိုးလို့လည်းကျွန်တော်နဲ့တွေ့ရတယ်ဗောနော်ပြီးတော့အဓိကစိုင်းနေနဲ့ပြောမယ်ဆိုရင်ကျွန်တော်တို့ဘာကူလို့သိရမလားအဓိကဘာကူတွေများမယ်တင်သေးလားဒီကဗောနော်ကျွန်တော်ပြောသလိုမျိုးစိုင်းနေနဲ့ဆိုရင်တော့ဗောနော်ဒီလိုဘာကိုတို့ Aries တို့ဗောနော်ဒီလိုမျိုး sign နေနဲ့ပို့ပြီးတော့အဲ့လိုမျိုးဖြစ်တတ်တာကိုကျွန်တော်အနေနဲ့တွေ့တယ်ဗောနော်ပြီးရင် Sagittarius တွေဗောနော်အဲ့ဒါအနေနဲ့လည်းကျွန်တော်အနေနဲ့တွေ့ရပါတယ်တဲ့
ပြီးကြတော့ဗောနော်ကျွန်တော်ဒီဗီဒီယိုကိုကြည့်နေတဲ့သူနဲ့ဗောနော်တစ်ဖက်လူတွေကဗောနော်မကြာမီဗောနော် maybe အမြန်ဆုံးကတော့6ရက်ဗောနော်အကြာဆုံးကတော့6ပတ်ဗောနော်အဲ့ချိန်တွင်းမှာအဆက်တွေဗောနော်သူစီကနေပြီးကိုယ့်ကိုဗောနော်ဟိုပြန်လဲဆက်သွယ်လာတာမျိုးတွေဗောနော်သူနဲ့ကိုယ်နဲ့အဆက်တွေရတာမျိုးတွေဗောနော်ရှိတယ်လို့ကျွန်တော်အနေနဲ့တွေ့ရတယ်ဗောနော်သူနဲ့ကိုယ်နဲ့အခုချိန်မှာဝေးကွာနေတယ်ဆိုရင်တော့မှဗောနော်maybe ကျွန်တော်ပြောလို့အမြန်ဆုံးအချိန်ကတော့6ရက်ဗောနော်အကြာဆုံးကတော့6ပတ်အတွင်းမှာသူနဲ့ကိုယ်နဲ့ကြားထဲမှာဗောနော်တခုခုဗောနော်သူ့ဘက်ကနေပဲဖြစ်စေဗောနော်ဟိုဘေးကအပေါင်းအသင်းတွေကြောင့်ပဲဖြစ်စေဗောတခုခုဗောနော်သူနဲ့ကိုယ်နဲ့ပြန်ဆုံရတာမျိုးတွေသူစီကသတင်းစကားရတာမျိုးတွေဗောနော်သူစီကသတင်းစကားရတာမျိုးတွေရှိတတ်တယ်လို့ကျွန်တော်အနေနဲ့တွေ့ရတယ်ဗောနော်အဓိကပေါ့နော်ကျွန်တော်အနေနဲ့တက်ပြီးတော့ဗာတွေ့ရလဲဆိုတော့အဲ့လိုမျိုးသူစီကနေပတ်သက်ပြီးတော့ဗောနော်သူကနေပြီးတော့ကိုယ်နဲ့ပတ်သက်ပြီးတော့ပြန်လဲစုံစည်းတဲ့အခါမျိုးတွေမှာဆိုရင်ဗောနော်သူ့အနေနဲ့ကကိုယ်စီကတိကျသေးကြတဲ့အဖြေတစ်ခုကိုဗောနော်သူစီကဟိုတိကျဗောနော်လိုချင်နေတဲ့အပိုင်းတွေကိုလည်းရှိရဖြစ်တတ်တယ်ဗောနော်ဒီတစ်ခေါက်သူနဲ့ကိုယ်နဲ့ပြန်ပြီးတော့စုံနေဆိုရင်သူကကိုယ်စီကနေပြီးတော့တိကျသေးကြတဲ့စုံဖြတ်ချက်မျိုးတွေတိကျသေးကြတဲ့အာမခံချက်တွေကိုတောင်းလိုက်မယ်လို့ကျွန်တော်အနေနဲ့တွေ့ရတယ်ဗောနော်အဲ့တော့ကိုယ့်ဘက်ကနေပြီးတော့လဲဗောနော်သူနဲ့ပြန်ဆုံမယ်ဆိုရင်ဗောနော်ပြန်ဆုံပြီဆိုရင်ကိုယ့်ဘက်ကနေပြီးတော့လဲသူ့ကိုဗောနော်ငါဘက်ကတော့ဘယ်လိုမျိုးနင်းကိုအာမခံချက်တွေပေးနိုင်တယ်ငါဘယ်လိုမျိုးဗောနင်းပေါ်မှာအကောင်းဆုံးအရာတွေကိုလုပ်ပေးနိုင်တယ်ဆိုတဲ့အတွေးမျိုးတွေဗောနော်ဒီလိုမျိုးဟိုကြိုတင်ပြီးတော့ပြင်ဆင်ထားဖို့လိုတယ်လို့တွေ့ရတယ်ဗောနော်အဲ့တော့ကျွန်တော်အနေနဲ့ကအခုလက်ရှိဗောနော်ဒီဗီဒီယိုကိုကြည့်နေတဲ့သူနဲ့သူဒီဗီဒီယိုကိုကြည့်နေတဲ့လူရဲ့ရင်ထဲမှာတွေးနေတဲ့သူနဲ့တစ်ဖက်အခုဗီဒီယိုကြည့်နေတဲ့သူနဲ့ဗောနော်ရေသက်တွေကတော့မကုန်သေးဘူးချစ်ချင်းမြတ်တာတွေကလည်းဗောနော်ဒီတယောက်ရဲ့တယောက်ကဗောနော်ဒီတန်ရောစင်တွေအချစ်တွေကလည်းအခုချိန်ထိရှိနေကြတော့မဲဒါပေမဲ့ကျွန်တော်ပြောသလိုမျိုးဗောနော်အုံနောင်နဲ့နှလုံးသားနဲ့လွန်ဆွဲနေရတဲ့အခြေအနေမျိုးတွေရှိတာဖြစ်တဲ့တော့ဗောနော်ဟိုကျွန်တော်အနေနဲ့ဒီတစ်ခေါက်ပြန်လဲပြီးတော့စုံတွေးကြတယ်ဆက်သွယ်မှုတွေရရှိကြရဆိုရင်ဗောနော်ကိုယ့်ဘက်ကအကောင်းဆုံးမြစ်တာတွေကိုပေးမယ်အကောင်းဆုံးအရာတွေကိုပေးပြီးတော့ဗောနော်ကိုယ့်ဘက်ကနေပြီးတော့နောက်တစ်ခါထပ်ပြီးတော့ထွက်မသွားအောင်လို့ဗောနော်ကိုယ့်ဘက်ကနေပြီးတော့အကောင်းဆုံးကြိုးစားပါလို့ကျွန်တော်အနေနဲ့တိုက်တွန်းနေတယ်ဗောနော်အဲ့တော့ကျွန်တော်အနေနဲ့ဒီကတ်တွေကိုကြားလာတဲ့ကတ်တွေကိုခြုံပြီးတော့ပြောရမယ်ဆိုတော့ဗောနော်ဒီလက်ရှိဗောနော်ဒီဗီဒီယိုကိုကြည့်နေတဲ့တစ်ဖက်သူတွေကရေသက်တွေအများကြီးရှိနေသေးတာကိုတွေ့တယ်ကျွန်တော်ပြောသလိုမျိုးဗောနော်အချိန်ကတော့အမြန်ဆုံးကတော့6ရက်ပေါ့နော်အကြာဆုံးအချိန်ကတော့6လအတွင်းမှာပေါ့နော်ဒီလိုသူစီကနေပြီးတော့အဆက်အသွယ်တွေပေါ့နော်ဒါမှမဟုတ်သူကိုယ်တိုင်ရောက်လာတာမျိုးတွေပေါ့နော်ဒါမှမဟုတ်ဘေးလူတွေနဲ့ဟိုအခုရဲ့အပေါင်းအသင်းတွေကနေတစ်ဆင့်ပေါ့နော်သူ့ရဲ့သတင်းတွေသူစီရဲ့ဆက်သွယ်မှုတွေရရှိတာမျိုးတွေပဲဖြစ်ဖြစ်ပေါ့နော်ပြန်လေတေချာပေါက်ပြန်လေစုံကြပါဦးမယ်ပေါ့နော်အဲ့တော့ကျွန်တော်ပေးတဲ့ positive energy ကို climb လုပ်ပါပေါ့နော်ပြီးရင်ကျွန်တော်ရဲ့ဒီဗီဒီယိုလည်းပေါ့နော် like and share လေးတွေလည်းလုပ်ပေးကြပါအောင်ပြီးတော့ပေါ့နော်ကျွန်တော်တင်သမျှအဟောတွေကိုပေါ့နော်အမြဲတမ်းကြည့်လို့ရအောင်ကျွန်တော်အကောင့်ကိုလည်း follow မလုပ်ရသေးဘူးဆိုရင် follow လုပ်ပေးပါပြီးရင်ပေါ့နော်ဘယ်လိုပြောဒီဗီဒီယိုကြည့်ပြီးလို့ပေါ့နော်သူဒီကနေဆက်သွယ်တွေပြန်ရပြီဆိုရင်လည်းဒီဗီဒီယိုအောက်မှာပေါ့နော်ပြန်လာပြီးတော့ feedback တွေလည်းပြန်ပြီးတော့မှန်ပေးကြပါအောင်အားလုံးပဲပေါ့နော်ဟိုကိုရင်ထဲမှာရှိနေတဲ့သူနဲ့ချစ်ချင်းမြတ်တာတရားတွေထပ်တူကြပါသေးအဆက်အသွယ်ပြန်နေတဲ့သူတွေပြန်လဲရောက်ရှိကြပါသေးပေါ့နော်ပြီးရင်လည်းကျွန်တော်တို့အနေနဲ့ဟိုစိတ်ချမ်းသာစရာပေါ့နော် relationship တစ်ခုကိုပိုင်ဆိုင်နိုင်ကြပါသေးလို့ကျွန်တော်အနေနဲ့ဆုတောင်းမေတ္တာပို့သပေးလေးရပါတယ်ကျွန်တော်နာမည်တာတော့ပိုင်းမင်းအကဖြစ်ပါတယ်ခင်ဗျ